တိတ်မကြိတ်ကလွတ်ရမှာအဲ့ဒါကိုနားမလည်လို့ဟုတ်လားကြိတ်တာမကြိတ်တာတော့ထိတ်နေတာပဲသူကအဲ့ဒါလေးတွေကိုမဖြစ်အောင်ဆိုတာကို ဟုတ်လေကျွန်တော်ရှင်းပြတယ်ဒီဓမ္မယတနဲ့လူမျိုးယတဓမ္မယတကိုလက်သက်တော့အခုလိုကျွန်တော်တို့နိုင်ပိုင်းလေးတွေမဟုတ်ဘူးရမသောကဘာ3000လောက်ထိအောင်အဲ့ဓမ္မယတကိုခံစားလို့ရ အမေမလုပ်ဘူးလေ ကိုပြောပြဒီမှာအခု4နာရီ5နာရီဆိုတာအုံတော်တယ်မထက်နဲ့အဲ့ဓမ္မယတနဲ့ကြီးပဲရမသောဘာအလုံးမှလည်းမရှိဘူးအိမ်တော်သားဝတ်လုံးလည်းမရှိဘူးလောကလုံးလည်းမရှိဘူး အဲ့ဇန်ချမ်းသာခံစားရတယ် တော်ကဒီအာဟာရစားမဲ့လုံးလည်းမရှိဘူးလို့ရှင်ဝန်လီတို့တောင်မရှိဘူးတို့တတ်တော်ရဲဝန်လီတို့နေမြန်မာတွေကဝန်လီတို့လည်းမပါဘဲနဲ့နေဟုတ်လားအဲ့ဒါကဓမ္မယတရဲ့အရှိန်ဆုံးနဲ့နှာခေါင်းပါတဲ့တက်ရှိဖို့မဟုတ်နားပါတဲ့တရားနာတော်ကိုပဲဆိုတာအဲ့နားအလုံးမလုံးဇက်ပါတဲ့စကားပြောဖို့အဲ့ပါဇက်ကလည်းပိတ်ထားတယ်ဘာလို့အဲ့ရငုတ်ထွတ်ထိုင်ပြီးဇန်နေနဲ့ရွယ်ခံစားနေတယ်အဲ့ဓမ္မယတကိုကဘာနဲ့ရှိပြီးခံစားရပြီမဲ့ဘလွတ်ပြောက်တဲ့အခါကျတော့ဒီရဏတနာဇောကြတော့လာပြီဒီဟုတ်လားတက်ကလေးဒီဓမ္မနဲ့ဆိုတော့တန်ရလည်းပြန်ရောက်လာ ဒီရကားတဲ့ဇံလို့မရခဲ့ရင် ကျွန်တော်ကြတော့ဒီဓမ္မယတတစ်စက်မှမရနဲ့တစ်စက္ကန့်တော့မခံစားနိုင်ဓမ္မယတကိုပြီးတော့လည်းဒီနှစ်ခုရှင်လာရင်ဝိမုဒိယတဓမ္မယတတကယ်လို့ရလာရင်တော့ဓမ္မယတမခံစားဘူးဝိမုဒိယတပဲခံစားဟုတ်တယ်အဲ့ဒီနှစ်ခုကရှင်လာရင်ကြွာသွားပြီဓမ္မယတနဲ့ဝိမုဒိယတကိုဘယ်လိုရွေးမလဲဆိုရင်လူတွေဓမ္မယတကိုပဲခံစားခြင်းတဲ့စိတ်ကများတယ်ဓမ္မယတဆိုတာမနောကြိုက်လို့ပြောပါတယ်မနောကြိုက်ပါတယ်ဝိမုဒ္ဓိယတမှာပညာကြိုက်လို့ပြောတာဆရာပြောရတဲ့ဟာဘယ်လိုအဆသာတော့ဆရာကယထာမှာလောက်ခဲ့တဲ့လူဖြစ်လို့ယထာနဲ့ဥပမာပေးတာဆိုဒါပေမဲ့ဒီဥပမာကလေတကယ်ကိုလွတ်နောက်တဲ့အားလုံးဥပမာတန်စားတာခုလုံးတစ်ခါလည်းပြောပြတာဒါဥပမာအဲ့ဒီကျိန်းတာလည်းမြင်တယ်မကျိန်းတာလည်းသိဒါပေမဲ့မဆက်ညံပဲနေနိုင်တာကိုမှလွတ်နောက်တယ်ဆိုတာဘယ်တော့လွတ်မြောက်မှာလဲဆိုတော့အဲ့လိုပဲအဲ့လိုမဆက်ညံပဲနေနိုင်ဖို့အတွက်ကဟိုတန်လန်းကိုကြေးလိုက်တာနဲ့ကျိုင်းနေဆိုတာမြင်ရပေမဲ့သိညာတော့မကျိန်းဘူးလို့သိထားတယ်အဲ့မှာမနေ့ကကျွန်တော်ဇုံးထဲမှာမေးတယ်လေအဲ့လိုပြောတာအဲ့ကျင်းတာကိုကစင်ကြယ်တယ်လို့မြင်သွားတာလို့အဲ့တော့မကျင်းအောင်လုပ်တော့တာမဟုတ်ဘူးမြင်တာကတော့အောင်တော့မနှောနဲ့မြင်ဟုတ်တယ်အဲ့တော့တော့အမှားယူအရင်တော့ကဒီအမှားနဲ့အဝိဇ္ဇာနဲ့ပေါင်းလို့ဆင်းရဲတာအခုကအမှားပဲအဝိဇ္ဇာနဲ့မပေါင်းတဲ့အတွက်ကြောင့်ဒီကောင်စင်ကြယ်သွားတယ်တော့အဲ့ဒါပြောမြင်တာကတော့တရားဥစ္စာမြင်တာသဘာဝပဲဟိုပဋ္ဌာန်းဟာသူမဲမသိဘူးလေလားဓမ္မလို့ကမသိရလေအဲ့လိုပေါ့အဲ့ထဲမှာကျွန်တော်တို့ကဒီအာယုန်ထဲမှာပဲအပယ်လွတ်တာလဲအာယုန်ပြောပြီးလွတ်တာတန်လျက်တယ်လဲအာယုန်ပြောပြီးရတယ်နိဗ္ဗာန်ချမ်းသာခံစားလဲအာယုန်ပြောပြီးတော့ခံစားတာဒီအာယုန်ထဲမှာဒီအာယုန်ရဲ့သဘာဝကဘယ်လောက်လေးနေလဲဆိုတော့အာယုန်ကကြည့်ရင် play မယ်ဒါပေမဲ့အဲ့ထဲမှာတတ္တိတွေအကုန်ရှိတယ်သိစားလေး30ပုံလုံးကိုပွင့်တော့ပြင်းမဲ့တတ္တိလည်းသူ့ထဲမှာရှိတယ်30ပုံကိုရက်နိုင်တဲ့တတ္တိလည်းသူ့ထဲမှာရှိတယ်ပြောရင်တော့မစင်းတော့တုံးတော့မျက်ရည်အနန္တသွေးမြေအနန္တကြောင်းလုံနိုင်တဲ့ဆင်းရဲအလုံးကလည်းဆင်းရဲကြောင်းနဲ့ဆင်းရဲအလုံးကလည်းအဲ့အာယုန်ထဲမှာရှိတယ်နောက်ကအဲ့ဒီမျက်ရည်ပင်လည်းသွေးပင်လည်းရက်ပြီးတော့မှဒုက္ခဟုသမျှကုံဆုံးသွားတာလေအဲ့အာယုန်ထဲမှာရှိတယ်အာယုန်တော့ဒီငါလည်းမပါဘူးဆိုအဲ့အာယုန်ကအမတန်သံပြီးပါကြီးလေသူမပေါ်တော့အဲ့ဒီကပွေတော့ပြောနေမပြီးတော့ဘူးပေါ့လေနာပစ္စည်းကိုမပေါင်းဆိုတော့အဲ့ကြည့်ရင်တော့အဲ့အာယုန်ဘာမှမဟုတ်သိစားလေးဘောကလွတ်တဲ့တရားပြောပြဆိုရင်ပြောလို့မရဘူးကပြောစမ်းပါဘူးအကြည့်ရှင်းလိုက်တော့အာပါဓမ္မခါဒါတော့ရှင်းတော့လေးတော့ထွက်သွားရှင်းတော့လေးတော့ထွက်စမြိုင်နဲ့ကိုကတ်တာထားလိုက်မိဘသစ္စာဘာလဲဆိုတော့တပါးချင်းကိုမရှင်းနိုင်ဘူးဖြစ်နေစာပဲရစာပဲရမှာတော့လေအော်ဘောတော့ကောင်းတယ်နော်ပြီးတော့လေဒီဥစ္စာလည်းကျွန်တော်လည်းကံကောင်းတာဒီဆရာတော်ဥဒိဋ္ဌရာကိုသွားပြီးတော့မှတွေးလိုက်တယ်လူကလည်းပေးနေပေးလိုက်လို့ပေးလိုက်တာဘယ်သူမှမပေးဘူးကတညာပေးလိုက်တယ်ဒီပြောရခါလွယ်ကတော့မှာဒီလေးနဲ့တဲ့ဒီတိနဲ့မလဲဒီလိုပြောမယ်လို့ဒါပေမဲ့ပြောတာကိုတိုင်းမထိုးဖောက်နိုင်လည်းမရသေးဘူးမရသူကဒီတိုင်းပြောလိုက်ဘာမှမနားလေပါမဟုတ်မရှိတာဝယ်သိတာလေဆိုရှိတာဝယ်သိခုတည်းမှာဝတ်ထက်တာပြောကြတယ်ဟုတ်တယ်ဟုတ်လားထက်တဲ့ကိုဟုတ်လေကိုယ်တိုင်မထိုးဖောက်လို့ခဲစောက်ကြီးကဖတ်နေတယ်ဖတ်တော့ဒီဖတ်တော့ဖတ်တယ်ဒီကျက်ထားတယ်ကျက်တော့ကျက်နိုင်မှာဒါပေမဲ့ညာပေါက်လာဆိုမပေါက်အဲ့လိုကျက်တာတော့ဒီဥစ္စာဘယ်သူမှမပြင်နိုင်တော့ဘူးလေဟလာဒါဥညွတ်ဆောက်တဲ့ဟာကိုသူကကူးလာပြီးတော့မေးတာအဲ့ဒီ
ဆရာဥက္ကမောင်နဲ့ကိုကမင်းဒါရင်ငါမေးခဲ့ပြီးသားလေလို့မေးခဲ့သူကဘာလဲဆိုတော့ဒီတာလီဘန်နဲ့စိတ်ဝင်နေလေးရှိသူကဒါတတ်ပဲသူကအာယုံမှာကြတော့ဒီစိတ်29ပါးနဲ့ခုနပြောတဲ့ဒီဟိုပါပေါ့အာယုံစိတ်ပေါ့အာယုံစိတ်နဲ့အာယုံစိတ်ကနန္ဒမအဲ့ဒါတာလီဘန်နဲ့စိတ်ဝင်နေတယ်မရောရှက်ဘူးအာယုံမှာပဲဒီနန္ဒမဆိုတာရှိတာနိဗ္ဗာန်ဝင်မှာဒီပဂရိစိတ်နဲ့စိတ်ဝင်နေပေါ့ဘယ်လိုပြောအဲ့ဒါသမီးတို့ငါမေးမယ်မင်းတို့ကြိုက်တယ်လို့ဦးညွှန်ကြီးတာဟုတ်တယ်ဒါလည်းငါဖတ်ခဲ့ပြီမေးလဲမေးခဲ့ပြီမေးလို့မဖြေနိုင်လို့ငါနဲ့ပြဿနာတက်ကြအဲ့တော့ကောင်းပြီတော့အာယုံမှာပဲဒီစိတ်သိ29ပါရှိတယ်ဆိုရင်အခုနိဗ္ဗာန်ဝင်တဲ့ခါကျတော့အခုဆိုရင်ပြောနိဗ္ဗာန်ဝင်တဲ့နာရမလို့ပြောခဲ့ပြီအဲ့တော့တကယ်ပြည့်တဲ့စိတ်သိကြီးကနိဗ္ဗာန်ဝင်တဲ့နာရမကြီးကဲအဲ့ဒါမျိုးပဲသွားထားမယ်သွားရပါအဲ့ဒါတော့မပါဘူးဆရာဒီအဲ့ဒါကြောင့်မင်းဦးညွှန်တည်သွားပြီလို့ဦးညွှန်ကလိုက်နေတော့သူကဦးညွှန်မှလမ်းဆုံးထားတာလေဦးညွှန်သူကဦးညွှန်ကိုထင်ကြီးထားတယ်ဦးညွှန်ကလည်းမှန်ပါတယ်သူကပြိဿံပြီးတာပတ်တဲ့ပုံကိုပေါ့တော်တယ်သူရေးတာမမနိုင်ဘူးပေါ့တော်တယ်သူရေးတာမမနိုင်ဘူးလို့မြတ်သူ့ကိုထင်ကြီးပြီးတော့သူ့ကိုအတီးပေါက်ပြီးတော့မှန်တယ်ငါကိုယ်တိုင်မေးခဲ့တဲ့အဲ့မေးကိုသူလည်းမပြေနိုင်ဘူးမပြေနိုင်တော့ဘာလဲငါ့ကိုမောင်းထုတ်တယ်အဲ့တော့မင်းငါ့ကိုမနောဝိညာဉ်လည်းမမေးနဲ့ဘဝစိတ်လည်းမမေးနဲ့ဟလာနိဗ္ဗာန်ဝင်သွားတာကသစ္စာလေးပါလွတ်တဲ့စိတ်ကဲမင်းညင်းမလားဆိုတော့အားပြောလို့မရဘူးဒါငါတို့ကအရေးကြီးတဲ့သစ္စာသိအောင်သစ္စာလွတ်အောင်တို့ကဟောပြီးတောက်တဲ့တောင်းကြည့်ပြီးပေါ်တယ်ဟုတ်တယ်မလားအဲ့တော့အဲ့ဒီစိတ်29ပါးဆိုတာလည်းပဲမင်းတို့အာယုံမှာပဲရှိရလို့ပြောတာဟုတ်ပြီအာယုံမှာရှိရမှာလေအဲအာရမဏိကအားပဲနိဗ္ဗာန်ဟောတဲ့ကဒီအာရမဏိက29ပါးပဲဘယ်နာတော့တာမလို့အဲ့တော့မင်းတို့ကမနောတတိမနောအခုနပြောသလိုသူကဘဝင်ကစရဏဘဝင်ကအပိစိရဆိုအဲ့ဒါမနောတတ်ကိုပြောတယ်ဒါဒီဘက်ကပိဿရဝေသံတို့တမရိဆိုင်တို့တန်ရီဓာတို့ဟိုထောတို့သောကြမှာတော့မနောဝိညာဉ်ကောင်းတယ်ဟုတ်တယ်မလားပြီးမှတယ်ရှိအဲ့တော့မင်းမငါပြီးမဲ့ဘောဘယ်နာအဲ့ဘဝင်ကစလနာတွေကဘယ်ချိန်မှသိလို့ငါပြောတာမှာရိုက်တော့ကောလေဟုတ်တယ်မင်းကြက်မှပြီးပြောတာမင်းတကယ်အာယုန်ထဲမှာမရှိတာအဲ့လိုသဘောတရားဟုတ်တယ်မလားအဲ့ဒါပေါ်ဆိုတာဘုံတန်တော့ရင်ထဲမှာပြီးတာသိမြင်အာတော်တရားကုန်တယ်ဆိုတော့ဒီကောင်ထပေးတာဆရာအာတော်ကုန်တာဟာကုန်တာကြားလာပြီကွာ哦，哎，都没嘞。ကုန်တာကြားလာပြီကွာဒါပေမဲ့ငါတော့မဟုတ်ဘူးကွာတို့ကအကုန်ဆရာတော်ပါအကုန်လုံးပါပြီပါလေလေးစားပါလေဘာလို့သူတို့ကစာရီတင်ထားတာသူစာနဲ့တက်တယ်ပြီးသိချင်တာပေါ့သိချင်ပေမဲ့ခေါင်းတော့မင်းတို့စာအုပ်ထဲမှာကြီးပဲမနေနဲ့စာအုပ်ကိုကြော်ပြီးမြင်ဘာလို့မလားတော့လေတတိရှိရတယ်လို့ညာဆိုအဲ့တော့ဆိုရင်တော့မရမှန်းသိလို့ဆရာယမနာလောကမှာလည်းတရားပေါ်မှာအဲ့စနေတောင်းဆိုလို့ရှိရင်စနေတောင်းဆိုတော့ကြောက်ကြတော့လေဥစ္စာတောင်းနေပါလေရှိရတယ်လို့မောင်းလဲမောင်းတယ်ဘူးမှမထိုင်ရဘူးတော့ဘုရားပေါ်မှာအိတ်တာဆိုတော့အဲညတော့ဘူးမှမရှိတော့မှအိတ်မှထိုင်အမှလည်းမတွေ့ပါဘူးလေအဲ့မှာတော့အဲ့လိုပဲဘုရားဆောင်မှလည်းကျွန်တော်ရှိရဆိုတော့စိတ်ချက်လက်ချက်ဘယ်ကလေးနိုင်တကားဖွင့်ပေးရတာဟုတ်အဲ့တော့သူအိမ်ကြီးပြန်ကျင်တဲ့ခါကျတော့ကျွန်တော်2ရက်3လောက်ပြောင်းမယ်ကိုမောင်ဘုရားဆောင်အိမ်ပြန်ရတယ်ကျွန်တော်အဲ့သူအဲ့ဒီလာဒီအခန်းလေးထဲမှာအိမ်တာဘယ်ကလေးနိုင်ဘယ်နှုံးမလဲကွာအိမ်နေရအဲ့ကြရင်လာနိုးတာကိုမောင်ဘုရားကြီးလာပြီးထားတော့နားမည်ပါခေါ်တာပရမတ်ဘိုးဝမ်းတဲ့ခါပဲဖွင့်ပြီးဘာမှလည်းမရှိဘူးလားတောင်းနေတယ်အဲ့လိုသမီးတွေကအိတ်ဆောင်ဆောင်တယ်ကိုမမောင်ထားတော့ဒီကတော့ဟေးဝါဒီကရှိတာဒါမစ္စရမနီအောင်ဟုတ်လေသူကအတန်နဲ့ကြားတာမမြင်ဘူးဥစ္စာတော့ကျွန်တော်မပြောနဲ့ပုံမလိန်တဲ့ဒီပုံလေးကပုံစံတော့ပုံစံနေနဲ့လားကျွန်တော်ကီလိုပုံစံတော့အင်္ဂလိပ်လောက်ဟုတ်တယ်တဲ့လားပြောရင်ဟိုဘက်ရောက်သွားပြောပါဘူးသူလိုက်ဘူးသူလားဆိုတာအဲ့လိုလေကျွန်တော်နေခဲ့တဲ့အချိန်မှာအဲ့လိုဒီဖျားမှာဥစ္စာဆောင်ရှိရတော့ဟုတ်တယ်ဒါပေမဲ့သူတို့ကလည်းခုနပြောလို့ပဲကောင်းမှလုပ်တဲ့လူကောင်းမှပဲဆောင်းရှောက်တာသူတို့လုပ်ပေးနိုင်တာလုပ်ပေးတာဒါပဲလေအဲနောက်နေ့ကျတော့ဝတ်တိနေပြီသဘောတရားသူနှိုးလဲကွာအေးစီစီပဲထားယူအကြောက်စိတ်လန့်စိတ်မရှိတော့ဘော်ဒါလို့ဖြစ်နေအဲနောက်နေ့ကျတော့တယောက်သွားလိုက်တာအဲ့လိုပဲသူ့နာမည်ကိုထွက်ပြေးတဲ့လုံးနာပဲဖျားပါတယ်နောက်နေ့အိမ်ကလည်းမေးတော့နိရောဓသမဘတ်တာဓမ္မရတာဘယ်ဟုတ်လဲဘုမုဒ္ဓရတာဘုမုဒ္ဓရနော်အဲ့ဒါတတိပ္ပံမဲ့ခံတာနဲ့နော်
နိဗ္ဗာန်ပုဂ္ဂိုလ် ဒါမဟုတ်တော့ရဟန္တာဖြစ်ရ အဲ့ဒါ ရဟန္တာဖြစ်ပြီးရဲ့နောက်သုရဇံကိုရ နာဂန်လည်းရ အနာဂံလည်းရတယ်သုရဇံရတဲ့အနာဂံဆိုလည်းဒီဘက်တော့ဝင်စားနိုင်တယ်နောက်တစ်ခါအဲ့ဒီရဟန္တာဖြစ်ပြီးတော့သုရဇံကိုရလို့ရှိရင်လည်းဒီဘက်တော့ဝင်စားနိုင် ဆန်ကနေဆင်သွားတယ်ဆိုတော့အဲ့ဒါဟောတာမဟုတ်တော့ဓမ္မရတ္တလည်း မဆိုင်ဘူးဓမ္မရတာတော့ဓမ္မရတာသူကဘာလို့ပြလဲဆိုတော့သူကဒီကားသင်္ခါရရပ်ပြီဝင်လေထွက်လေရပ်ပြီ ဟုတ်တယ် သုရဇံကြဝင်လေထွက်လေရပ်ပြီဝင်လေထွက်လေရပ်ပြီးတော့မှဒီဓမ္မရတာနဲ့9ရက်လုံးလုံးနေတယ်တော့အဲ့ဒီမှာတခုရှိတာပေါ့ဝင်လေထွက်လေရမဲ့အခိုက်မှာအခုနပြောတဲ့ဓမ္မရတာကြီးလာမှာပဲလीလာမယ်ပဲဒီဝုဒ္ဓိဓမ္မအဲ့ဒါခံစားဖို့မှာမဟုတ်အဲ့တော့ဘယ်လိုသွားမှလဲသူကဝုမရိယတော့ခံစားဖို့ ဘယ်လိုလဲရအောင်တော့ဒီဆန်စရုပ်ထဆန်အောင်တော့တက်ရမယ် ဆိုတော့တက်ပြီးမှဒါပဲကျွန်တော်တို့ပညာဝိမု ക്തി သမားတိုင်းမှာမရဘူးဆံမယူတဲ့ မရနိုင် သတိပ္ပံသမားဆိုရင်လည်းအနည်းဆုံးအနာဂံဖြစ်ရမယ် ဟုတ်တယ် သူဇန်လည်းရပြီးသားဖြစ်ရ ဟုတ်တယ်အဲ့လိုပြ သူကတော့ဒီကာအဓိကတော့ကားတွေချုပ်တာပေါ့နော် အဓိကဒီဝိဘက်ခန္ဓာရပ်ပလိုက် ဘု တာ ရားကနာချင်းရပ်ပြီးဉာဏ်တစ်ခုပဲဥစ္စာလုပ်တယ် ဟုတ်တယ်ဝိဘက်ခန္ဓာရပ်ပြီးတော့မှဒီနိဗ္ဗာန်ချမ်းသာတဲ့နေပါလားအမှန်ပါ ဘာ ဆို လို့ ရ ရ ဟ လဲဆင်းတယ် မ် ဒီမှာနေလို့လူတွေမဟုတ်တော့ဘူးလေ အဲ့ဒါမဟုတ်တော့ဘူးလေသူတို့ဘက်ကဟိုအချိန်ရတိုင်းညာနဲ့နေကြတယ်ဆိုတော့ရဟနာကြီးတွေ တော်တယ်တော်တယ် သူတို့အားရဆိုရင်နိရောဓသမဘာနေကြတယ် သူတို့ကတော့ဟုတ် ကျွန် တယ် တော်တို့နေနိုင်တာတော့ဖလားသမ ဘလားတမပတ်နေရတယ်ဒီဘက်ကတော့ ဟုတ်တယ် သူကနိရောဓမဝင်စားတာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ဒီရှင်မကတ္တဗမထေရတို့အများဆုံးဝင်စားတာသမိုင်းမှာသာသသမိုင်းမှာတော့ရှင်မကတ္တဗမထေရအများဆုံးဝင်စားအောင်လည်းတော့သူဆင်းရဲတဲ့လူတွေကိုကြည့်နေတာဒေရဓမ္မသာသနာကိုယုံကြည်အောင်အဲ့လိုလုပ်ရှင်ဒါကြောင့်လို့ ဒီကတော့တမပတ်တာချပြီးတော့ချင်းရောက်တယ်ပေါ့ အဲ့ဒါချင်းမြောက်တာဒါပေမဲ့အဲ့ဒီဟာလေဒီနိရောဓသမဘတ်ကြီးအောင်ခံစားသွားနိုင်ပြီဆိုလို့ရှိရင်သူကသူကအကျိုးပေးတွေကသူ့လူတဲ့လူကအကျိုးပေးကဒိဋ္ဌဓမ္မဝိရိယကံနဲ့အကျိုးပေးတာ ဟုတ်ဟုတ် သူအဲ့ဒါကြောင့်တချို့ကရဟန္တာရှာတယ်ဆိုတော့တခြားရှာတာမဟုတ်ဘူးအဲ့ဒါလိုက်ရှာတာ ဟုတ်တယ်ကြာ ဘောသူကကြတော့ပြိတ္တမိရပတ်တာတော့မဟုတ်ဘူးသူကဒေဝိဇ္ဇာရဟန္တာခေါ်တယ် အော် ဒေဝိဇ္ဇာဆိုတာဒေဝသကုပ္ပညရတယ်ပုဗ္ဗညဝတ္တပင်ညရတယ် အဲ့ဒါက အဘခေနေတယ်သူကသတိရလန်းကသမဏဥပဒနာနဲ့သွားရင်ဒီလန်းနဲ့သွား ဝိဇ္ဇာ ကျွန်တော်ဒီဘက်က ပညာဝိမု ဒီညာမုဒိလန်းသွားမှပြိတ္တမိရပတ်တာရဟန္တာပေါ့ဒါပေမဲ့ပြိတ္တမိရပတ်တာရဟန္တာနဲ့ရတယ်ဇာရခြင်းမရပညာလန်းတက်တယ် ဟုတ်တယ် အချို့ကြောင့်လည်းပဲကံကောင်းကျင်တော့လည်းပဲအဲ့ဒီဟာရာဟုမုဒိရောပညာဝိမုဒိရောစုံတဲ့ပုဂ္ဂိုလ်တွေများကြောင့်လည်းဇံဟောအောင်တွေ့ရမယ် အဲ့ဒါနဲ့ပညာဝိမု ക്തി ကညာနာရတဲ့နိရောဓသမဘာပဲဝင်နေတယ် ဘယ်ဝင်နိုင်မလဲဝင်နိုင်အကုန်လုံးတော့မရအကုန်လုံးမရဒါပေမဲ့အခုရှိတယ်ကျွန်တော်ဒီဟောပေါ့ဒီပြိတ္တပြပတ်တာရဟန္တာတွေတော်တော်များများဒီကျွန်တော်တို့မှာအတိအကျ6ကြိတ်ဆိုရှိအဲသူတို့ကတော့ရှိရပါရမီဖြည့်ထားခဲ့တာပေါ့နော်ရဟန္တာဖြစ်တဲ့အချိန်မှာအချို့ကြတော့ဇံဟောရပါဗျာဒါတော့ကျွန်တော်တို့ကအခုပညာဝိုးတဲ့ပုဂ္ဂိုလ်တွေကရဟန္တာဖြစ်တဲ့ဒီသွားမှမသွားကြဘူးမသွားကြတော့ဖလားသမဘာနဲ့ပဲတည်ရတကယ်လို့ဒီပညာဝိုးနဲ့ဒီအမရသမารတွေနေရင်းနဲ့ဟဲ့အင်ဂျင်နီယာရဲ့လာပြီးညာပေါ့နော်အဲ့ဒါကိုအလှပါဆုံးဖြစ်အောင်ခဏနေမဲ့ပုဂ္ဂိုလ်ပြောဆုံးတယ်ရဟန္တာဖြစ်တဲ့အချိန်မှာတွဲပြီးရကောင်းရတယ်ဘာလို့လဲဆိုတော့သူကပညာအားနဲ့သွားတော့ရှိပြီးသားဇံရှိပြီးသားဉာဏ်လို့ပြောတာသူလည်းဟိုဇံကိုအားထုတ်ကြပုံတော့ရှိပြီးသားဇံနဲ့သွားတယ်အဲဒါကြောင့်မလို့ရဟန္တာဖြစ်သွားတဲ့အချိန်မှာလည်းပဲဒါရနိုင်တယ်အဲ့ဒါတော့ဒီကြကူပြီးတော့ကျွန်တော် line ပေါ့တော့ ဟုတ်တယ်ဘာလို့ဒီကနာပဲဖြစ်အောင်ရင်လုံးကြည့်ပါဦးဖြစ်ရင်တော့ပါတော့မှာပေါ့ သူဟို အဲ့ဒါဘာလဲဆိုအခုကျွန်တော်တို့ကဒီ backup လုပ်ဖို့လုပ်နေတာဒီဘုဂုတ်ဉာဏ်ရလို့ရှိရင်ရဟန္တာပြောင်းသွားတဲ့လူကနဲတယ်အဲ့ဒါကြောင့်စကားဒီညာဥမုတ်တိနဲ့ပဲဆက်တာပဲကျွန်တော်တို့ဆရာတိုင်းဒီဥဒ္ဒနာတို့လည်းရဟန္တာကြီးတွေပဲသူ့နောက်ကိုအများကြီးတောင်းအောင်ခေါ်သွားနိုင်တယ် လုံးပြီးဟိုလုံးစားဦး အဲ့လိုကလည်းကြွာသေးတယ်နော်ဟိုဘုဂုတ်ဆရာပဲဆိုလည်းရဟန္တာပဲသူ့နောက်မှာသူ့သာသနာရထင်ရှားတာပဲဒါပေမဲ့ကျွန်တော်ကလည်းဒီကောင်သူလည်းမခေါ်နိုင်ကျွန်တော်တို့ကြတော့ရဟန္တာဖြစ်ကိုမရဘူးဒါပေမဲ့တကယ်တရားရှိတဲ့လူတွေပြည့်ပြည့်လူကိုအကုန်လုံးပြောင်းအောင်ပါ ဘာ ပါ သာတဲ့တထေသာအဲ့ဒါမေးတဲ့အခါကျတော့လာအင်ထုံကောင်းဝဲရှင်နေဥစ္စာကိုလည်းမစွန့်ကောင်းပြတယ်မစွန့်ပေးနဲ့ဒါကြနေလည်းအများရှိနေတာရှိတယ်လို့ပြောတာလေဟုတ်တယ်ဆိုတော့ဘ
လို့ဟိုမှာရဟန်းတယ်လေးဖြစ်အောင်ပါလေဒီနေ့မှမလုတ်တန်းတာလေမလုတ်ဘူးဟုတ်လားမလုတ်တော့မလုတ်တာမလုတ်ချင်လို့မဟုတ်ဘူးမလုတ်ချင်တယ်အခုကပါဠိလိုပြောတာလေသူကအဓိပ္ပာယ်လို့ဟုတ်တယ်မလားတကယ်တမ်းကျရင်ဒီယောဂတွေဆိုတာအဖိကြောင်းပေါ့ဟုတ်ကဲ့မယောဂဆိုတာညစ်ချန်တဲ့တော့သူတရားကိုတကယ်မပေါက်သေးလို့ပေါ့ဒါပြီခါမှာဒီနေ့နောက်နေတဲ့လူကမလုတ်တန်းတာတခုကိုလူစိတ်ကြီးအိမ်မှာဘာလို့လုပ်မှာလဲသူကဟိုဘက်ကတော့ဆရာတော်ကြီးသုံးတာတော့အတ္တသီလနဲ့အနတ္တသီလကိုသုံးတာပါအတ္တသီလဆိုတာပုဂ္ဂိုလ်တော်အနေနဲ့စောင့်ထည့်ရတယ်အနတ္တသီလဆိုသဘာဝတရားရတော့လုံကြုံနေသူလည်းစောင့်ထည့်ရတာပေါ့နိဗ္ဗာန်တည်းရဲ့ပညာဖြစ်လို့ရှိရင်ဒီအနိသီလကြီးအစိမ့်လုံးယုံတာတန်တရားမှာလည်းကောင်းလည်းများလာပြီအမှန်ပါတော့ကျွန်တော်တို့ကအဲ့ဒီအရာတွေအသိကိုတော်တော်ခက်တာအခုကတူစီအောင်နဲ့ပွဲပြနေရအများကြီးဟုတ်လားသူကအပေသိလားလို့ပြောလို့ရှိရင်သူကငရဲဒိဋ္ဌပိဋကအပေပဲသိတယ်ဟုတ်ကဲ့ဟုတ်လားဒီအရေးကိုအာယုံမှာပေါ်တဲ့ယုံနာလို့သူတို့မသိအဓိကဒီအာယုံဒီတကယ်ယုံနာနဲ့အာယုံယုံနာပိုင်းခြားပြီးမှအပေဆိုတာသိအဲ့တော့အခုကတကယ်ယုံနာဖြစ်ဖြစ်ဒီပဲသိပြီးထားတဲ့ခါကျတော့ဟုတ်လားသူကဘယ်လိုအပေသိအဲ့တော့အပေလည်းမသိဘူးအပေရောက်ကြောင်းလည်းမသိဘူးအပေလွတ်ရလည်းမသိဘူးလွတ်ရလို့ကြောင်းသိလည်းမသိဘူးအဲ့တော့ရှင်းတယ်ဒီနောက်ဆုံးဆရာပြောတဲ့လူမျိုးကိုသစ္စာမတည်ရပဲပြီးတော့ဆရာပြောတဲ့လေးချက်တော့သစ္စာမတည်ချက်ဟုတ်တယ်ပြောပြတာလေအဲ့တော့တကယ်တမ်းဒီဘက်ကိုထိုးထိုးဝင်နဲ့ဒီအရိယာတွေပြောတဲ့တကယ်အပယ်လွတ်ဖို့အသိဉာဏ်ဖြစ်ရှင်တယ်ဆိုရင်တကယ်ဒီပရမတ်နေရအပယ်တော့ပါလေလို့သိတာအဲ့လိုသိဖို့အတွက်သူကသပ္ပရိဒမသိနေတာသူကအားထုတ်လို့မသိဘူးဟုတ်လားဒီဘက်ကလာပြောရင်တော့ဟလာလွယ်လွယ်ကူကူလေးပြောလိုက်တာပေါ့တကယ်တမ်းကြတော့မသိဘူးတန်တရားပြလိုက်မလို့ရှင်သူရိပြသွားပဲတန်တရားကိုသူတို့ဘက်က30ပုံတန်တရားပြောတာလာဒီဘက်ကအာယောအာရမဏိကလည်းပတ်နေတာတန်တရားပြောဟုတ်အာယောမယုံနာရှိတယ်ဒုက္ခရှိတယ်အဝိဇ္ဇာရှိတယ်အာယောဒုက္ခအာရမဏိကလည်းရောက်တယ်ဘယ်လိုဖို့လဲနဲ့ဆိုပြီးတတ်တယ်ပေါ့အဲ့ဒုက္ခတွေလည်းပတ်နေတာတန်တရားလို့သိမှာအဲ့လိုသိဖို့အတွက်ဘာအသိရအောင်မှာလဲဒီယုံနာနှစ်ခုဟာဒုက္ခသစ္စာကိုပိုင်းခြားတဲ့ပညာလည်းရပဲဥပ္ပန္နခန္ဓာပဲသိရပိုင်းခြားလိုက်နေမှာဥပ္ပန္နခန္ဓာဓမ္မမှာအာယုံမှာလို့သိပြီးတော့ပါအရိယလို့သိတယ်ဒါသမသစ္စာဒုက္ခသစ္စာဆိုတဲ့တရားလေးပါကိုသိဒုတိယဂီးကဘာလဲလို့မေးတော့အဲ့ဒီဘုရားဆရာကြီးခဏခဏတိုင်တော့လေဟာဒီတန်တရားမသိသေးဗျာတန်တရားမရဘူးအဲ့တန်တရားသိဖို့အထောက်ပါလို့ကဲအထောက်ရုံနဲ့ဟိုဆိုသဘောလေအဲ့လိုဖြစ်ခန္ဓာပရိသတ်သမုပ္ပါဒ်လို့ဘုရားဆရာကြီးပြောတော့တာသူကကျွန်တော်တို့တော်တယ်နော်ဒီဟွာကြီးကိုဒီစဝိုင်းကြီးကိုထုတ်သွားဒါပေမဲ့အဲ့စဝိုင်းကြီးသိုံနဲ့ပရိသတ်သမုပ္ပါဒ်မသိသူတို့သိတဲ့ပရိသတ်သမုပ္ပါဒ်ကမင်းလေသင်ထားတဲ့ဟာပဲအဲ့ဒါပြောတာပရိဝေဒပေါက်တဲ့ပရိဝေဒပေါက်တဲ့ပရိသတ်သမုပ္ပါဒ်မဟုတ်အဲ့လိုပြောပါရအဲ့ဒါကိုသူနားလေလို့သာသနာတော်မှာအခက်ကြီး၄ပါးဆိုလည်းသူထုတ်ပါတယ်သူလည်းတောင်မပြည့်စုံနေတယ်တတမစေသုံးတာဒီကိုခက်တယ်နောက်ဇာတိဒီကိုခက်တယ်နောက်ပရိစ္ဆေသမုပ္ပါဒ်ဒီကိုခက်တယ်လို့ပဲသူပြောသွားတယ်လွယ်တဲ့လမ်းကြောင်းကိုသူချပြီးမသွားနိုင်ဘူးဒါပေမဲ့ဒါတွေသိမှသူလွတ်မြောက်မယ်ဆိုတော့သိသူပေးတဲ့ပရိသတ်တော်ကဒီစဝိုင်းကြီးစဝိုင်းကြီးကိုအဲ့လိုပဲစဝိုင်းကြီးနဲ့အဲ့လိုလည်းမရဘူးသူကဒါကြီးပြပြီးတော့မှလေချောင်းကြီးဖြစ်နေတယ်ပေါ့ဒါမနေ့ကဟိုလူပြောတော့ဥမင်းကျန်ပြောတာမိုက်တယ်အဲ့ဒါကျွန်တော်တို့ကအဝိဇ္ဇာပြည့်စရာသင်္ခါရပြည့်စရာဝိညာဏဝိနည်းပြည့်စရာနာမိုက်ပါဒါတွေပဲသိတာလေတစ်ဖက်ကသူပြောထားတယ်အဝိဇ္ဇာယတွေ့ဝအတ္တိတဝိဒါကနိရောဓအဝိဇ္ဇာနိရောဓသင်္ခါရနိရောဓသင်္ခါရနိရောဓဝိညာဏနိရောဓအဲ့မှာဘာပါလဲဆိုတော့အဝိဇ္ဇာယတွေ့ဝအတ္တိတဝိဒါကအတ္တိတဆိုအကျွမ်းမဲ့ချုပ်ဝိဒါကညာကတော့အကျွမ်းမဲ့ချုပ်တဲ့နေရာဝိဒါကလို့သုံးအဲ့လိုသိမယ်ဆိုရင်အခုလောဘဒေါသမောဟတွေဆရာပြောပြလို့သိရတယ်ကျွန်တော်ရှင်းလို့ယူရာကမရှိဘူးဆိုဝိဒါကသူငါလို့ဆိုရင်ရာကသူငါမဟုတ်လို့ဝိဒါကပယ်တွင်ရာကမပယ်ပဲမတွေ့ပဲနေနိုင်ခက်ဆုံးကပဲမှလည်းအဲ့ဒီမပယ်ပဲမတွေ့ပဲနေနိုင်အဲ့မှာဝိဒါကဖြစ်ဖို့အတွက်မပယ်ပဲမတွေ့ပဲနေနိုင်အဲ့ဒီဟလာအတော်ဒီကိုရဖို့အတွက်အဲ့ဒီအလေးအကျင့်ကိုရဖို့အတွက်ဟောတဲ့သမားတွေကလောက်ပြီးတော့အဲ့ဒီအလေးအကျင့်ကိုရသွားပြီဆိုရင်ဘုရားပြောတဲ့အဝိဇ္ဇာနိရောဓသင်္ခါရနိရောဓဆိုတာဘုရားထားခဲ့ပြီးတဲ့ပါဠိ
ဒါပေမဲ့တော့ translate လုပ်နေတယ်ဘာသာပြန်တယ် ထားရတယ်လေဒါအသေးစိတ်နားလဲအောင်ရှင်းတယ်တပရိသတ်လို့လေ ဟုတ်တယ်အဲ့ဒါ ပရိသတ်ရှိတယ် ဆရာတရားပြီးပြီးတော့မှသူ့ထွက်ပေါက်ကိုမနှဲရှာတော့အော်လေးကနေထွက်တာတေးလေးတစ်ချောင်းဟုတ်တယ် ဟုတ်တယ်လေဆရာစီကနားလဲပြီးတော့မှ အဲ့တဝိုင်းကိုပြန်နားလဲအောင်ကြည့်ဘယ်နာထွက်တာလဲ ဘုံရောကြီးတော့ အဝိဇ္ဇာရဆောက်တဲ့ရအနေမေးရင်တော့ဆရာ ဒါပေမဲ့ဆွဲထားတဲ့လမ်းကြောင်းကအဲ့မှာဒီဘက်ကနေပြန်ဆွဲထားတာတီးတီး တော့တန်ရဆိုတာအခုကမရှိမှမရှိတဲ့တရားတစ်ခုလို့နားလည်သွားတယ်တန်ရမရှိလို့ဘာပြောတယ်မရှိဘူးအဝိဇ္ဇာလည်းပြောစရာမရှိဘူးသင်္ခါရလည်းပြောစရာမရှိဘူးဝိညာဏလည်းပြောစရာမရှိဘူးဒါကြောင့်မရှိဘူးလို့ပြောတော့မဖြစ်ဘူးလားမင်းအကုန်ဖြစ်နေတာရှိလားမင်းတခုမှမရှိဘူးအဲ့လိုသိပါနောက်တော့အဝိဇ္ဇာယပြေဝအတ္တိတဝိရာကနေရောတော့ပါဠိတော်အနိတ္တရာအဓိပ္ပာယ်ရှိတယ်ယာဂရဲ့အပြည့်မဲ့ချုပ်တာဝိရာကအဲ့လိုဝိရာကဖြစ်သွားရင်အဝိဇ္ဇာလည်းချုပ်သွားပြီသင်္ခါရလည်းချုပ်အဲ့သူကအဲ့မှာပါပြီးသားသင်္ခါရဘာကြောင့်ချုပ်တာလဲအဝိဇ္ဇာချုပ်နေသင်္ခါရမချုပ်ဘူးအဲ့ဒီလောဘဒေါသမောဟတွေမပယ်ပဲမတွေ့ပဲနေနေမှာသင်္ခါရရုပ်ပြတ်သင်္ခါရရဲ့ပယ်နေတွေ့နေတာသင်္ခါရမပယ်ပဲမတွေ့ပဲဉာဏ်ကနေနေတာဟုတ်အဲ့ဒါဝိရာကလည်းတော့ဒါပေမဲ့အများကြီးလေးနဲ့တယ်တော့ အဲ့ဒါလူကြီးကိုကျွန်တော်ပြောလိုက်တယ် အဝိဇ္ဇာနေရောသင်္ခါရနေရောတာစာပေးရမှာလို့ အဲ့ဒါကိုပြောရလေသူကအဲ့ဒါကိုပြန်ရှင်းတာလေအဝိဇ္ဇာယပြေဝအတ္တိတဝိရာကနေရောတာသူကအစမှာအဲ့လိုဒီရာကိုပြိဿသမုပ္ပါ မပြောခင်ပါ ဒေရာကိုလည်းပြတယ်ရတ္တာကိုလည်းပြတာနောက်အဲ့ဒီဥစ္စာကိုအဲ့ဒီပါဠိတော်လေးကို तू ကတရားလည်းကျွန်တော်အရင်တော့ဒါတွေကျွန်တော်တို့မိုးကုတ်မှာရွတ်နေရတာပဲတဲ့ ဟုတ်တယ် ရွတ်နေရပေမဲ့ဒီရဲ့အဓိပ္ပာယ်နှစ်တာကမသိဘူးလေ သမန်ငါဆန် တမန်ကရှံကတော့ပဲသိတာအဲ့တော့အဝိဇ္ဇာချုပ်တာကတော့ဒုက္ခအစိမရှိဘူးဆိုချုပ်တယ်သင်္ခါရချုပ်ဖို့ခက်တယ်သင်္ခါရချုပ်ဖို့ကတော့အဲ့ဒီပယ်ခြင်းတွေ့ခြင်းအလုပ်ကိုရဆိုင်မှသင်္ခါရချုပ်အဲ့ဒီနှစ်ခုချုပ်သွားရင်ကျန်တာရဲ့သတိတန်းချုပ်သွားသောတာပန်နဲ့နိဗ္ဗာန်မြင်တာပဲမြင်တယ်ဆိုပေမဲ့နိရောဓသစ္စာသိတာမျိုးသူလည်းမသိဘူးနိဗ္ဗာန်ရောက်ခဲ့တာပဲရှိတယ်သစ္စာမသိဘူးဘာလို့မသိလဲမေးတဲ့ခါကျတော့သရဂံပြအောင်သူကိလေသာအရှိထားတတ်တယ်အစင်မရှိလို့သူသိမှမသိတယ်ဒါမှမဟုတ်တော့သစ္စာသိတယ်ဆိုတော့မှပြောပြဖို့တော့အဲ့ 但是那像北京对你是好教，行了，你看看样个什么行？你北京对你现在呢，好地方。 မိတက်လာပြီလားနမရပါလေကွယ်အဲ့ဒါနောက်တစ်ပတ်မှဖြေတော့မယ် 那个北京不过， ဒီစားတဲ့နေမှာဖြီတော့ ဝိဇ္ဇာတော့ဝိဇ္ဇာချုပ်ပြီးပြန်သင်္ခါရမြင်သေးဆိုတော့ဘာလုံးမရအဲ့ဒီမရ ဆရာတွေ့ကြမရှိဘူးပေါ့ ဒီမလို့တော့ခါရောက် အမှန်တော့ဝိဇ္ဇာချုပ်သွားကြတယ်ဒါရပါတော့လေတော့ တော့ပန်းပေါ် ငါတို့သူ့ရဲ့စာလိုရဆိုတော့အဝိဇ္ဇာချုပ်ကိုသင်္ခါရရမယ်သိရမှာ စာမအဲ့လိုပြ အဲ့လိုပြတာဒါပေမဲ့တစ်ခါပြန်တန်ပြီးတော့ဒီလိုဟိုပြန်ဝန်ဆက်ဖြစ်တဲ့အခါကျတော့ဟာဒီကပဲနေတွင်နေရင်ကိုကိလေသာအရှိထားနေတာကိလေသာအရှိထားမှဆိုတော့ဘယ်လိုလုပ်လို့ရမှာကိလေသာအရှိရင်အဝိဇ္ဇာလည်းအကျိုးဆက်ကပြန်ပြီးရှိလာပြန်တာပေါ့လေဟုတ်တယ်မလားအဲ့တော့သူကိလေသာအစင်မရှိလို့သိတဲ့ထားဟောအဲ့တော့မရှိဘူးလို့သူကပဲကြဲကိုကရှိတဲ့အတွက်တန်လျာရှိတယ်အဲ့တော့အဝိဇ္ဇာလည်းရှိ ဝိဇ္ဇာ ဒါဆိုသူတဲ့ contact အဲ့လိုဖြစ် အမှန်တော့အဲ့ဒါတော့တတိပ္ပံသမားတွေကတော့အဲ့ဒါရှိထားတဲ့ဘက်ကိုပေါ့ ဘယ်လိုမှမလုပ်နိုင် အဲ့ဒါတွေ့ကြလို့ရှိတာ ကျွန်တော်တို့ဝိမု ക്തി သမားကတော့ ဒီစက်တော့ဖြစ် တော်တော်လေးကိုအဲ့ဒါတော့ သူကအစီမရှိဘူးဆိုတဲ့အပေါ်မှာတန်ရကုန်သွား ဟုတ်တယ် တန်ရကုန်သွားတဲ့အတွက်ဒီကိလေသူကလည်းသူတို့လည်းသွားအပြည့်မပြောနဲ့လေမရှိဘူးဆိုရင်မဖြစ်ပါတော့နဲ့လားသူတို့အများကြီးမေးတယ်လေကျွန်တော်လည်းတိုင်းပဲမရှိဘူးဆိုရင်ဒီကိလေသာကြီးမမြင်ရပါတော့နဲ့လားသူကဒီလိုမေးတာကိလေသာကိုမြင်နေရတယ်အကြောင်းတက်ဆိုင်ကိလေသာတွေဖြစ်နေတယ်ဖြစ်တဲ့ကိလေသာကိုလည်းခံစားနေရတယ်သူရဲ့ဟိတ်တွေလည်းပဲအဲ့ဒါဆိုတော့ရှိတယ်ဆိုတော့အတွေ့အကြုံသူရှိတယ်ဒါဒီသင်္ခါရနဲ့အဝိဇ္ဇာနဲ့ဟာ contact ပြတ်နေတာပေါ့ဒါမှမဟုတ်ကျွန်တော်တို့ကတန်တရားဘာကိုဖြတ်လိုက်လဲဆိုတော့ဒီကိလေသာအစင်မရှိဘူးလို့သိပြီးတော့ရှိတယ်ဆိုတော့ဒီတန်တရားကမကြမ်းတော့ဟုတ်တယ်လို့ပဲဒါပေမဲ့တဲ့အခါကျတော့ကိလေသာလာအဲ့ဒါကို
ကိလေသာကိုလာပြမှာပဲမြင်နေရမှာပဲအကြောင်းတိုင်းဖြစ်မှာပဲဖြစ်ပေမဲ့ဒါအစင်မရှိဘူးလို့ကွာတရားပေါင်းနားလည်သွားပြီဆိုရင်တော့ပဲတဲ့တွေလည်းမလုပ်တော့အဲ့လိုမလုပ်ရင်အဝိဇ္ဇာတရားပေါင်းချုပ်သွားသင်္ခါရချုပ်သွားအဲ့မှာနှစ်ခုရှိတယ်သင်္ခါရမှာဉာဏ်သင်္ခါရနဲ့မနောသင်္ခါရအဲ့မှာမနောသင်္ခါရကျတော့ရောက်လို့မရပြန်ဉာဏ်သင်္ခါရပဲရတယ်ဒီမှာရောအဲ့တော့မနောသင်္ခါရကသူကအရှိထားပြီးတော့ကိလေသာတွေပြောင်းသူကလုံနေဦးမှာလုံနေပေမဲ့ဉာဏ်ကသွားပြီးတော့မပယ်တော့ဘူးဆိုရင်ဒါသင်္ခါရရပြီလို့ပြောလို့ရတယ်။ဒါမှမဟုတ်မနောသင်္ခါရမရပေမဲ့ဉာဏ်သင်္ခါရရသွားပြီဆိုရင်အဝိဇ္ဇာလည်းချုပ်ပြီးသင်္ခါရချုပ်ပြီးလို့ပြောလို့ရတယ်။ဒီမှာရတာတော့ရမယ်။မနောကတော့ရမယ်။အဲ့တော့ဆရာအာရုံရတယ်ဆိုကျွန်တော်တို့ကဘယ်လိုသက်သေပြမလဲ။အဲ့လွဲပါတယ်ဘယ်လိုလုပ်အောင်ဆရာ။ငါ2 နာရီလောက်သွားရှုလိုက်သွားတယ်နေသေးတယ်။အဲ့လိုတော့မလုပ်ချင်ပါဘူးဆရာ။အဲ့ဒါကြောင့်လို့အခုအခက်ဆုံးကလည်းဘာအခက်ဆုံးလို့ဆိုတော့ဒီအဝရတဲ့တမရီကသွားနေတဲ့အခါမှာအဲ့ဒီပေရာတွေနှစ်ခုဖြစ်နေမနောပေရာတွေတွေ့နေရမနောပေရာတွေတွေ့နေရပေမဲ့ညာကဒါကြီးကိုလိုက်ပြီးတော့မပယ်မတွေ့ပဲနေနိုင်ရင်ဒါရပါတယ်အဲ့ဒါဝိဒါကဖြစ်ဒါလို့ဒုက္ခငြိမ်းတာကိုသိရင်ဒုက္ခအစဉ်မရှိလို့သိရင်နိဗ္ဗာန်တော့မြင်တယ်ညာဒါပေမဲ့သူအလုံးမလုပ်သေးပေရာဆုံးတဲ့လုံးတွေမလုပ်သေးအဲ့လိုမလုပ်သေးရင်နိဗ္ဗာန်ချမ်းသာဘူးနိဇာတိဘောကနိဗ္ဗာန်နဲ့ဇာမသိဘူးနိဗ္ဗာန်ချမ်းသာနဲ့ပါဇာတိနိဗ္ဗာန်ချမ်းသာနဲ့မှသူကသံဃာတွေကအမြင့်ကျက်ထွက်တယ်နိဗ္ဗာန်နဲ့မထွက်နိုင်အဲ့လိုရှိသေးတယ်နိဗ္ဗာန်ကတော့အပယ်ပိတ်နိုင်တယ်အလုံးကြီးသေးဘူးဉာဏ်တော့မသိရင်အလုံးကြီးကျန်အလုံးကြီးကျန်တော့ကတ္တဉာဏ်ရမှကမ်းမောတက်လို့ရတယ်ကတ္တဉာဏ်မရမချင်းကမ်းမောတက်လို့မရဘူးအဲကမ်းပြီးမှာပဲကတ်ထားသည့်တောင်တော်မှာတော်တယ်လို့ပြောတယ်အဲတပိဋကမရှိရင်လည်းအဲ့ကြတနာတော်ခက်တယ်အဲ့လိုကမ်းကပ်ပြီးတော်တာအခုမဲ့ဘာဝနာကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်အဲကမ်းကပ်ပြီးတော်နေလိုင်းရရင်တရားတော်တာမှာသာကနာကရဟနာဖြစ်မှသူကမ်းမောတက်လို့ရကျွန်တော်တို့ဒီဝိမုတ်တိသွားတဲ့ပုဂ္ဂိုလ်ကကမ်းကပ်ပြီးတော့လည်းသိတယ်ကမ်းမောရောက်တယ်လည်းသိနာဂာရိတော်နေပါနာဂာရိတော်နေပါအနာဂါရရန်လာဖြစ်တဲ့ဒီတော့မဖြစ်ချင်းပါပြင်းမရှင်းတော့အနောက်ဆုံးအဲ့ဒီတဲမှုဆရာဖိုင်ကောင်ကြည့်ပါဟုတ်ဒီရဒေါ်လာဟို$20မှာသွားတော့မှဆိုပြီးတော့ပေါ်ပြီးမှသူ့ကအိမ်မှာဝင်ပြီးစပုံးပေးပြီးတော့အဲ့ရပုံမှာလည်းရန်လာဖြစ်သွားတယ်။အားတို့ကရှိတယ်ထင်လို့ရှိနေတာပါလားဒါတွေကတကယ်တော့အစင်မရှိတဲ့တရားတွေပါပဲလို့နားလည်ပြီးရန်လာဖြစ်သွားတယ်သူရန်လာတယ်ဒါညံကတော့ရောက်လာတယ်နော်ဟမ်မရောက်လာဘူးရောက်လာတယ်အဲ့အိမ်မှာလည်းပြတ်သွားတယ်အဲ့ဒီတဲခုဆရာပြန်တဲ့ဒီကျောင်းသမောဆရာရဲ့အမေးကြီးကလည်းအခုလူတွေကကျောင်းသမောအာရမလောက်တာတကယ်တမ်းကျတော့ဟောပြိတ္တံပြီးတဲ့ညံလေးဟောပုံမြင်တာကျောင်းသမောဆရာအစစ်ခံတော့လည်းအဲ့တော့မှန်တယ်ဒီတဲခုဆရာရဲ့စာမတတ်ပြီးတယ်ဒါမှမဟုတ်လည်းတိဝိဇ္ဇာရဟန်းလာကြီးနော်ဒါပေမဲ့တော့အဆုံးပြရတော့ဒီကျောင်းသမောဆရာကြီးမှာပဲဆုံးပြရကျောင်းသမောဆရာကြီးနဲ့အဲဒီဥပဒရာနဲ့ဖြေသွားတဲ့စကားကြီးတွေမှာတော့တန်ဖိုးပြလို့မရတာတော့နေ့ချင်းကြံနေကြတာကျွန်တော်တို့လည်းအဲ့ဒါကြောင့်ပွင့်လာခဲ့တာတိုက်ရတယ်မရှိဘဲနဲ့ကုန်နေနေတာမင်းတို့မှကြံနေတဲ့တင်လာပဲတလုံးနဲ့ပြတ်အကုန်လုံးလေအခုလူတွေအားလုံးငါတို့ပြေးတာရှိနေသေးတယ်အလူပြက်ကလေးသာဂိမ်းနေသေးတယ်ကျွန်တော်တင်ပေးတဲ့ကွာအဲ့ဒီအစုပ်ပလုတ်ကိုတင်ပေးလိုက်တာတကယ်အစုပ်ပလုတ်ဟုတ်တယ်အဲ့လိုတင်ပေးလိုက်လို့ပြည်တာကောင်တော့မှဆိုတော့အနည်း20ပင်ကျွတ်တက်သွားစိတ်လားရလို့လောက်ခဲ့တာတတိကံသနာရတနာကိုကောင်းတယ်ရတော့နဲ့ဆရာဟိုအဲ့ဒီမှာလည်းမေးတာတီးနေပါတယ်ခင်ဗျာဆိုတာအဲ့ဒါနိဗ္ဗာန်ချမ်းသာနီးနေတာနီးတယ်ဆိုတာ तू ကညာနဲ့ပြောတာလေညာနဲ့ပြောတာဆိုတာဒီလည်းဆိုဖြစ်ပြမရှိရင်ဒီနေတာပေါ့ဖြစ်ပြရှိရင်တော့ဘယ်ဒီမလို့ပြောမှာဖြစ်ပြမရှိတော့ညာနဲ့ပဲဒီနေတာတကယ်သဘာဝဖြစ်ပြတွေကတော့ညာနာလည်းမြင်ဖျားလည်းမြင်ကျွန်တော်လည်းမြင်နေရတာပဲဒီရောသမဘာကလွဲရင်ကျန်တာကိုဖြစ်ပြတွေမြင်နေရတာဒါပေမဲ့ဘယ်ဖြစ်ပြရက်တာလဲဆိုတော့ဥပနကနာဖြစ်ပြတွေကျန်တယ်အဲ့လိုဆို
အဲ့ဘယ်နားလဲမလဲသဘောတရားအဲ့သူကဒီတမင်ကရွက်ပြီးဖြေတာဘာလဲသူတို့နားမလဲအောင်တော့ဟိုကလည်းဘယ်ကြည်နေတော့မတီးနေပါလဲဆိုတော့တန်းလင်းဆရာတော်နဲ့လေ တန်လင်းဆရာတော်စစ်တယ်တန်လင်းဆရာတော်ကဒီဟန္တာမှာဟုတ်တယ် ဟုတ်လေသူလည်းစာနဲ့ပဲဟိုရေးလဲဆရာတော်ဘုရားကသုံးလုံးဆရာတော်ဘုရားစစ်တယ် ဒီလက်ဆရာတော်က ရေးလဲဆရာတော်ရဲ့ညောင်တို့ဆရာတော်ရဲ့သုံးပါးပဲနောက်တစ်ပါးပါလေဥက္ကူကြီးကိုစစ်တော့သုံးပါးစစ်တယ် ညောင်တော့လည်းရဟန္တာ ညောင်တို့ကလည်းဥက္ကူကြီးနီးနေပဲရဟနာဖြစ်သွားတယ်နောက်ဝေဘူးဆရာတော်ကလည်းဥက္ကူကြီးနီးနေပဲ ဆောင်းလုံးကြီးပေါ့ သုံးလုံးနီးနေပဲဒါပေမဲ့သုံးလုံးတော့မပြင်းထန်ဘူးဝေဘူးကသူနည်းနည်းမူဝဲသွားတယ်ဒါမဲ့လုံးကြည့်ပါဦးနဲ့ဝင်လေထွက်လေ24တိုက်တစ်စက်လောက်ရရင်မဲ့လူဘွား ဝေဘူးက ဒါတော့မြင်ပါရဲ့ ထွက်လေ လောကီနဲ့လောကုတ်တော့ဘယ်အခက်တုံးနဲ့မေးတာလောကီကလွယ်တယ်တဲ့လူနဲ့တင်တဲ့လောကီကိုလောကီကခက်တယ်လောကုတ်တော့လွယ်တယ်ဇလုံးပြောတယ်ပြောတယ်သူကကြောင်းပြန်နေကတော့လောကုတ်တော့ခက်တယ်လောကီကလွယ်တယ်လူကြလောကုတ်တော့လွယ်တယ်လောကီကခက်တယ်ဘယ်ဟာတော့အခုသူ၄နိုင်ကနေပြင်းပါတယ်ပြင်းတယ်ဆိုဒီမင်းကထိုင်းနေရတာမဟုတ်ဘူး။ဘာကျဲလောက်ထိုင်ညောင်းတာကြိုက်တာခဲတာရှိဘူးလေ ယုံကြည်ချတာ ။ရုပ်ကြီးချတာလို့ပဲ။ဒါပေမဲ့အဲ့ဒီမှာကိုကြည့်တာပဲဖြစ်ဖြစ်ဆုံးတော့မဆုံးဘူးလေ။အဲ့တော့နည်းလောက်နေပါကိုရတာအဲ့ဒါ။တရားလူတွေကတော့အာဝရဝဟာစီတော့ အဲ့ဒါကျွန်တော်အားနဲ့ရှိလို့အဲ့လိုနေရ ကျွန်တော်ဆိုအဲ့တဲတော့ထိုင်3နာရီပဲ။ခါကျရင်5-6နာရီထိုင်တယ်ဘာမှမဖြစ်ဘူး။ဒါတရားကျဲလောက်ထိုင်လေ။အခု9နာရီလောက်ထိုင်မှာထိုင်ပြီးချက်ချင်းထတော့လေ။ဒါချောက်ဘာမှကြောင်းတော့ကြိုက်တာခဲတာမရှိဘူးအခုနိုင်ဝတ်ထိုင်ပြီးဟိုလေးကျွတ်လုံနေရတယ်ဒါကွာသားတယ်လို့ပြောတယ်ဒါပေမဲ့ဟိုကဖြစ်ပြဆုံးမလားလို့ကြည့်တယ်ဖြစ်ပြကဆုံးမှာမဆုံးဒါကိုပန်းနိုင်တာဒါပဲလေဖြစ်ပြမဆုံးတဲ့ခါကျတော့သူများတို့လည်းအခုနပြောသလိုဒါကိုကနိဗ္ဗာန်မဟုတ်တယ်ဆိုသိနေတာပေါ့ဖြစ်ပြဆုံးတာတွေ့တော့ဒါနိဗ္ဗာန်ပဲဆိုသိတာအဖြစ်ပြမဆုံးတဲ့ခါကျတော့မဟုတ်သေးပါဘူးဒီလမ်းကြီးကလမ်းမကြီးကဆိုမျိုးဒါကြီးကိုဖယ်လိုက်တယ်အမှန်မှာတော့ ပြောခိုင်းတာ အမှန်မှာတော့ဗာလဲဆိုတော့ဒီဥစ္စာကကျမကောင်းနဲ့တွေ့လို့ရှင်တော့ဒီကံဆိုလမ်းတက်ပြီးလိုက်တက်တော့ဟမ်အဲ့ဒီချိန်မှာဟိုပါပေါ့အဲ့ဒီချိန်မှာဗာပြစ်နေတာလဲဆိုတော့အဲ့ဝေနာကြော်တဲ့ဥစ္စာကိုမကြော်တတ်တာ အဲ့ဒါနားလည်းမလဲခုနကနေလောက် ဝေနာနဲ့ငါနဲ့ရောနေ နေလောက်အောင်ပေါ် ဝေနာဆိုတော့ဒုက္ခဝေနာမရှိဘူးနော် ဟုတ် အဲ့ဒီဓမ္မယတာတော့ရနေတာအဲ့ဓမ္မယတာရဲ့ဒီအေးချမ်းတဲ့ဝေနာကိုထပ်မကြော်နိုင်တာမကြော်နိုင်တော့နှစ်တာရှိလာတဲ့ဒုံရင်ပဲ